တခြားအရန်ဟင်းတွေချက်စရာမလိုပဲတခွက်တန်းနဲ့ထမင်းစားမိန်ညီတဲ့သူတွေအတွက်ငါးနဲ့ချမောင်ကိုအခုလိုမျိုးလေးတွဲပြီးတော့ချက်စားကြည့်ပါစားလို့လည်းရမ်းကောင်းပြီးတော့ထမင်းစားကိုလည်းပုံမိန်စေပါတယ်အရင်ဆုံးဒယ်ဝရဲမှာစီလေးတင်းတင်းလောက်ထည့်ပေးလိုက်ပါမယ်စီပူလိုက်ရင်တော့စလွင်းမုံနဲ့ထောင်းထားတဲ့ကျက်သွင်ဖြူနီတို့ကိုထည့်ပြီးတော့ကျက်သွင်ဖြူနီလေးခဏနှန်းရောက်လာတဲ့အနေထားလေးရောက်အောင်လို့စီလေးခဏလောက်တက်ပေးလိုက်ပါမယ်ပြီးရင်တော့အယောင်နေမုံလေးထည့်ပါမယ်အယောင်နေမုံလေးထည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ငပိစိမ်းသားရေဖြော်ထားတာနဲ့ငရုတ်သီးစိမ်းထောင်းထားတာတို့ကိုထည့်ပြီးတော့အနံလေးတွေမှုေးကြိမ်လာတဲ့ဒီကိုစီလေးခဏလောက်ထည့်ပြီးတော့တက်သွားပေးပါမယ်ပြီးရင်တော့ကျွန်တော်တို့စားစနွေးရတာမုံနေထားတဲ့ငါးလေးကိုထည့်ပြီးတော့ငါးစီပြန်လာတဲ့ဒီကိုခဏလောက်လုံးကျက်လေးချက်ပြရပါမယ်ဒါမှသာလျှင်ထည့်ထားတဲ့ရတာတွေကငါးတွေကိုစိတ်ဝင်ပြီးတော့ငါးကိုလည်းညှိနှံလေးတက်တာစီမှာပဲဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ရေနွေးလေးအတင်းတင်းလောက်ကိုလောင်းထည့်ပြီးတော့ဒေဝဖုံးလေးအုပ်ခါခဏလောက်ဆက်ပြီးတော့ချက်သွားပေးလိုက်ပါမယ်ပစုံအကွေးငါးနွေးဆိုသလိုပဲငါးအကြာကြီးချက်ပေးကြမလို့ပါဘူးအခုလိုစုပွက်လာပြီဆိုရင်တော့ကျွန်တော်တို့ပြုတ်ထားတဲ့ချက်မောင်ရွက်လေးကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ငရုတ်သီးစိမ်းရဲ့အရသာအတွက်ကိုတော့အသီးရွက်မုံတစ်စုံနဲ့ငံပြာကြီးလေးလိုသလောက်ကိုထည့်ပေးလိုက်ပါမယ်ဒီဟင်းလေးကတခြားအရန်ဟင်းတွေမလိုပဲသူတစ်ခွက်တည်းနဲ့စားမယ်ဆိုရင်လည်းထမင်းစားကိုရမ်းမိတ်စေတယ်လို့ချက်ရတာလည်းရမ်းကိုလွယ်ကူရိုးရှင်းပြီးအချိန်ကုန်လည်းတက်တာစေပါတယ်နောက်ဆုံးကြမှာကျွန်တော်တို့နန်းနန်းမင်းလေးအုပ်ပြီးတော့အရသာလေးကိုမိကြည့်ကစိတ်ကြိုက်လိုသလောက်သုံးဆောင်နိုင်ပါပြီအဆက်အရသာနဲ့ပါဝင်ပစ္စည်းအလုံးကိုလည်းကိုယ်စိတ်ကြိုက်လိုသလိုပြင်ဆင်ပြီးတော့လည်းသုံးဆောင်လို့ရပါတယ်ဟင်းချက်တဲ့နည်းတွေကလည်းတောင်းနဲ့မတူကြသလိုဒေတာလိုက်လဲကွဲပြားပါတယ်ဒီ channel လေးကချက်ရတာရမ်းကိုလွယ်ကူရိုးရှင်းပြီးစားလို့ရမ်းကောင်းတာမလို့ကျွန်တော်ပြန်ပြီးတော့မျှဝေပေးလိုက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့အတူနောက်ဗီဒီယိုတစ်တွေမှာပြန်ဆုံပါမယ်